လိုဖတ်တဲ့ထိုင်းလူအိန္ဒိယလာနမစတေပါနမစတေโอเคနောက်ထပ်ပါတိချင်မှရှိတယ်ထိုင်းစာထိုင်းစကားလေးမင်းလို့ရတယ်နော်အင်္ဂလိပ်လိုလေးမင်းလို့ရတယ်ဒီထိုင်းနိုင်ငံကိုဘယ်လိုလာပြီးလို့ရမှာလဲဝိုက်ကလာနဲ့ဘလူးကလာ job တွေကိုရှာရမှာလေအဲ့လိုမျိုးမင်းလို့ရပါတယ် passport လေးတဲ့ကိစ္စလည်းမင်းလို့ရပါတယ်အာမီအမကပမလို့အဲ့လိုလာမရဲပါနဲ့မောင်လေးရဲအမလန့်လို့ပါဝတ်စနှလုံးပေါက်လေးအမနေတယ်ပြန်ချအောက်ကပြည့်ထိုင်ခါလောက်ပြရတယ်မလေးမလောက်ပါဘူးငါတို့ထိုင်ထားတာချစ်လေးခင်လို့ရတာခင်လို့ရပါတယ်ရှင်မင်္ဂလာပါရှင်မင်္ဂလာပါရှင်ကလားလိုလာရလားစနမစတေအိုင်ကူလာขอบคุณค่ะ